Jwa tade tu nga jwa sorao English lo bracket nga jwa ဟုတ်ပြီဆိုတော့ဒီဟာကိုကျွန်တော်တို့စကားပြောတဲ့ခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်ဥပမာဒီကြွားတဲ့သူကိုဘယ်သူမှမကြိုက်ဘူးချင်းကြရတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် no one likes a bracket no one likes a bracket ကြွားတဲ့သူဆိုလို့ရှိရင်ဘယ်သူမှမကြိုက်ဘူးပေါ့ကျွန်တော်တို့ဒီလိုမျိုးလေးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီအောင်နောက်တစ်မျိုးကျွန်တော်တို့ဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်သူမကတွေးလိုက်ပြီဆိုတာ ਨੇ သူမရဲ့ရည်စားအကြောင်းဒီဘလောက်သူမရည်စားဘလောက်ချောချောင်းပတ်စပ်ဘလောက်ရှိကြောင်းအဲ့လိုမျိုးသူမရဲ့ရည်စားနဲ့ပတ်သက်တဲ့အကြောင်းတွေးလိုက်ပြီဆိုတာ ਨੇ မနာတဲ့ကြွားတဲ့သူအဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် she is a bracket who never stops talking about her boyfriend she is a bracket who never stops talking about her boyfriend သူမကတွေးလိုက်ပြီဆိုတာ ਨੇ သူမရဲ့ကောင်းလေးကြောင်းကိုမနာတဲ့ကြွားတဲ့သူကျွန်တော်တို့အဲ့လိုမျိုးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကကြွားတဲ့သူငကြွားတွေကိုတွေ့လို့ရှိရင်ကျွန်တော်တို့က bracket ဆိုပြီးတော့ကျွန်တော်တို့အင်္ဂလိပ်လိုပြောလို့ရတယ်